မြန်မာနိုင်ငံသား73ဦးဖျားဖူးသွားတဲ့အခါရေထဲကိုထိုးကျသွားတဲ့ဆိုတဲ့သတင်းရဲ့နောက်ဆက်တွဲဒီသတင်းကိုတငယ်ချင်းတို့သိကြပြီးပြီမဟုတ်လားရှင့်30ရက်နေ့တုန်းကဒီချွန်ပေါ်လီကနေပြီးတော့9မျက်နှာဖျားကိုသွားတာမြန်မာနိုင်ငံသား73ဦးပါသွားတဲ့ကားပြန်တဲ့လမ်းမှာဒီပထုံဌာနီဖက်မှာရေထဲကိုထိုးကျသွားတဲ့ဆိုတဲ့ဒီသတင်းလေးကိုတငယ်ချင်းတို့လည်းသိကြပြီရှင်ဒီသတင်းရဲ့နောက်ဆက်တွဲတစ်ခုတက်လာတာကတော့ဒီ30ရက်နေ့မှာထိုးကျပြီးတော့9ဦးပဲသူတို့ကကယ်နိုင်ခဲ့တယ်ရှင်ဒီ9ဦးကအသက်ရှင်ပြီးတော့6ဦးကဒီကားထဲမှာပိတ်မိနေခဲ့တယ်ဒီ6ဦးကိုမကယ်နိုင်ခဲ့ဘူးပေါ့ရှင်နော်အခု31ရက်နေ့မှာကားကိုအပေါ်ကိုဆွဲတင်တဲ့အချိန်မှာပေါ့နော်9ဦးပဲအလုံးတွေ့တယ်ရှင်ရေကလည်းစီးဆင်းနေတယ်ဆိုတော့ရေစီးကြောင်းကတအားကျန်းတယ်ဆိုတော့လေဒါကြောင့်ကားကိုလည်းဒီခက်ခက်ခဲခဲနဲ့ကိုမှသူတို့ဆွဲတင်ရတယ်လို့ပြောတယ်အခုကအဲ့ဒီကားဆွဲတင်တဲ့အချိန်မှာပေါ့နော်အလုံးက9လုံးပဲတွေ့တယ်ရှင်နော်လူကတကယ်က6ဦးရှင်နော်6လုံးတွေ့ရမှာအခုကအလုံးက9လုံးပဲတွေ့တယ်အလုံးတစ်လုံးကပျောက်နေတယ်လို့ပြောတယ်ရှင်အခုတိရှာလို့မတွေ့သေးဘူးအသက်ရှင်တဲ့9ဦးထဲမှာကတော့သူတို့ပြောပြတာက2ဦးကတော့လက်ကျိုးသွားတယ်လို့ပြောတယ်ရှင်ကြံတဲ့9ဦးကတော့ပေါ့နော်ရိုးရိုးပဲမဖြစ်ဘူးပေါ့နော်အခုတော့အဲ့ဒီ9ဦးကအသက်ရှင်တဲ့9ဦးကဒီကားနောက်ခန်းမှာထိုင်လို့အသက်ရှင်တယ်လို့ပြောတယ်ရှင်စောသွားတဲ့6ဦးကတော့ကားရဲ့ဝန်းထဲမှာပေါ့ရှင်နော်ကားထဲမှာထိုင်တယ်အဲ့ဒါကြောင့်ကားကရေထဲကိုဆင်းသွားတဲ့ချိန်မှာသူတို့ကထဲမှာပိတ်မိသွားတယ်ရှင်ထွက်လို့မရဒီအပြင်ကလူတွေကကားကရေထဲကိုဆင်းလာတယ်သူတို့တွေကအလွယ်တကူဒီထွက်လို့နိုင်တယ်ပေါ့ရှင်နော်ဒါကြောင့်ဒီ9ဦးကအသက်ရှင်ပြီးတော့ဒီ6ဦးကဆုံးသွားတယ်အခုလောလောဆယ်တော့အဲ့ဒီ6ဦးမှာတဦးကပြုတ်နေတဲ့9ဦးပဲအလုံးကိုဆယ်ယူလို့ရသေးတယ်လို့ပြောတယ်ရှင်